ကျမကတော့ပထမဆုံးမိတ်ဆက်ချင်ပါတယ်ကျမကတော့ရန်ကုန် Technological University ရဲ့ Mechatronic Engineering Department မှာ Professor နဲ့ Head တာဝန်ကိုယူထားရပါတယ်ကျမတို့ဒီ training ကိုကျမတို့ department က4ယောက်နဲ့ဝန်ကြီးဌာနတအုပ်နဲ့Manley Technological Company ကနေပြီးတော့ sponsor company ကနေပြီးတော့2ဦးပါဝင်ပြီးတော့တက်ရောက်ခဲ့ပါတယ်ဒီသင်တန်းကိုမတက်ခင်တော့ဆိုလို့ရှိရင်ကျမတို့မှာရှိပြီးသားအခြေခံဗဟုသုတတွေ background knowledge တွေနဲ့လာခဲ့ရပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့ဒီ program ကိုမစခင်မှာကျမတို့ကကြက်ဥကိုအရသာဘာမှမထည့်ဘဲနဲ့ကြော်ထားသလိုပါပဲဒီ program လေးကိုတက်ပြီးတဲ့အခါကျတော့ထပ်ပြီးတော့ ingredient လေးတွေထည့်သလိုစားတို့မဆလာတို့ထည့်သလိုပို့ပြီးတော့အရသာရှိလာတဲ့ menu လေးတစ်ခါဥပမာလေးပြောရရင်ကြက်ဥကြော်လေးတစ်ခုကိုရသလိုပါပဲဒီကနေရပြီးတဲ့ပညာရက်တွေနဲ့ဆက်ပြီးတော့လေးလာမယ်ဆိုလို့ရှိရင်ကိုယ်မှရှိတဲ့ idea တွေလေးလာမှုတွေနဲ့ပေါင်းဆက်ပြီးရဆိုလို့ရှိရင်ရိုးရိုးရှင်းရှင်းဥပမာလေးပြောရမယ်ဆိုလို့ရှိရင်ကျဲဥ omelet ကြော်လိုမျိုးအရသာရှိ plating ကောင်းနဲ့အဆင့်မြင့်တဲ့ဟင်းပွဲတစ်ခုအနေနဲ့ကိုရနိုင်ပါတယ်လို့ဒီမှာရိုးရိုးရှင်းရှင်းနဲ့ပြောချင်ပါတယ်ပြီးတော့ as a university နဲ့ချိတ်ဆက်ရတဲ့ training ကဘာတွေကောင်းလဲဆိုလို့ရှိရင်စပြီးတော့ welcoming ceremony ကနေစပြီးတော့ကျမတို့နေ့စဉ် training တစ်ချောင်းမှာကျိုးစိုးအခမ်းအနားကျွေးမွေးတာ hospitality ဖြစ်တဲ့ပြီးတော့ဆရာတွေရဲ့တင်ကြားမှုကလည်းအရန်ကို kind and patient ဖြစ်ပါတယ်ကျမတို့ရုံနားလည်းလွယ်အောင်အချိန်တိုအတွင်းမှာထိထိရောက်ရောက်ဖြစ်တဲ့ lecture တွေဖြစ်အောင်ကြိုတင်ပြင်ဆင်မှုတွေပြီးတော့ experiment တွေကိုလုံးဝမထိတ်မချမ်းပဲနဲ့ကိုသူတို့ကမျှဝေပေးပါတယ်ကျမတို့ပြန်တဲ့အခါမှာလည်းဒီ training နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ knowledge sharing ပေးမယ့်အခါမှာလည်းဆိုလို့ရှိရင်ကိုယ်နိုင်ငံအတွင်းမှာရှိတဲ့တက္ကသိုလ်တွေအားလုံးအတွက်ထိထိရောက်ရောက်ပြန်ပြီးတော့ပို့ချနိုင်တဲ့ program တစ်ခုဖြစ်မယ်လို့ယုံကြည်ပါတယ်ဒီလို program တွေလည်းကျမတို့နိုင်ငံမှာဆက်ပြီးတော့ရှိစေချင်ပါတယ်ဆက်ပြီးတော့လည်းပို့ပေးစေချင်ပါတယ်ကျေးဇူးတင်ပါတယ်